ဇလန်းအစမှာတော့အရင်ပိုင်းကအဲလင်မူးလဲတဲ့နေရာကိုပြထားပြီးအဲလင်ဖျားနေမှန်းသိလိုက်ရပါတယ်။နောက်ပိုင်းမှာတော့အိုရီနဲ့ရိုရန်ဟာအဲလင်ရဲ့ကျမ်းမာရေးအကြောင်းပြောနေခဲ့တယ်။နောက်တစ်နေ့တော့ရိုရန်ဟာအဲလင်ကိုစူနေခဲ့တယ်။ဘာလို့လဲဆိုတော့အဲလင်ကမစားမတောက်ပဲအိမ်ကလူတွေကိုစိုးရိမ်အောင်လုပ်နေလို့ပဲဖြစ်တယ်။ရိုရန်ကနောက်တစ်ခါဒီလိုလုပ်ရင်ဘန်ခရိုက်အိမ်တော်ကိုမခေါ်သွားတော့ဘူးလို့ပြောတယ်။နောက်တော့စိတ်တဲ့ကြကထိုင်ချလိုက်တယ်။အဲ့ဒီအချိန်အိုရီရောက်လာကနောက်တစ်ခါမော်ဆွမ်းသုံးရင်တယောက်တည်းမလုပ်ရဘူးလို့ပြောတယ်။အဲလင်ကဘာလို့လဲလို့မေးတော့အိုရီကအဲလင်လဲကြမှာကိုမတားနိုင်လို့ရိုရန်ကစိတ်တဲ့ကြနေတာလို့ပြောတယ်။အိုရီကထပ်ပြီးဆန်းအားထိတ်ချုပ်တာမပြီးပြည့်စုံသေးဘူး။အဲ့ဒီတော့လေ့ကျင့်ဖို့လိုသေးတယ်။ဒါပေမဲ့ဒီလိုမျိုးဟာကိုလုံနိုင်သွားတာဝမ်းသာပါတယ်လို့ပြောတယ်။နောက်တစ်ပိုင်းမှာအဲလင်နဲ့ရိုရန်ဟာဆေးကိုစူဘက်စီသွားပြကလုပ်ငန်းစားကြပါတယ်။အဲလင်ရိုရန်နဲ့ဆိုဘဲဟာကြောက်ကူရဲကိုသွားကအလုတ်သမားတွေအတွက်ရွှေစိန်ငွေတွေကိုအစကတည်းကရှိနေတယ်လို့မျိုးအဲလင်စွမ်းအားနဲ့လှုပ်လိုက်တယ်။အဆုတ်ယောဂကိုကုသဖို့အတွက်နာကျင်မှုကိုရပ်တန့်တဲ့ဆေးအဖျားပြောက်တဲ့ဆေးချောင်းဆိုးပြောက်တဲ့ဆေးတွေကိုအလုတ်သမားတွေအတွက်လုပ်ပေးတယ်။အပြန်လမ်းမှာအဲလင်ကနောက်ပိုင်းမှာသူလှုပ်ထားတဲ့ဆေးတွေကိုမြို့ထဲကဖျားเจ้าကဆေးရုံမှာဖြတ်မယ်လို့တွေးထားတယ်လို့ပြောတယ်။နောက်တစ်ခါမှရော်ဖီလီယာကစာတင်နေပြီးခဏလေးနားတာနဲ့ဆီယာမကရော်ဖီလီယာကိုစူးကဒါကအရန်ရေးကြီးတဲ့အထက်တန်းလူစိတ်ထားအဲ့ဒီအချိန်ရော်ဖီလီယာစိတ်ကုံလာကဆီယာမကိုပြန်ပြောပြီးပြေးထွက်သွားခဲ့တယ်မင်းသားလေးနဲ့တွေ့ခဲ့တဲ့ခုံတန်းသားရောက်တော့အရင်ကအကြောင်းတွေကိုပြန်စဉ်းစားနေခဲ့တယ်ရော်ဖီလီယာနဲ့အမေဟာဆိုဘယ်နဲ့အတူတူနေရမှာဆိုကပျော်နေပြီးအမေရောအလုံးမလုံးပဲနေလို့ရပြီအမြဲအတူနေနိုင်မှာပေါ့ဆိုကပျော်နေခဲ့တယ်အိမ်တော်ကိုရောက်တော့အထက်တန်းလွှာတွေရဲ့နေပုံထိုင်ပုံကိုစပြီးတင်ယူရတယ်သူတို့ကတာမန်မိသားစုမလို့အနှိမ်ခံရတာလို့ရော်ဖီလီယာကထင်နေတယ်ပြီးတော့ရော်ဖီလီယာကမင်းသားလေးနဲ့တွေ့ချင်လိုက်တာလို့ပြောတယ်နောက်တော့ရော်ဖီလီယာဟာအိမ်ဘော်ဒီစီကအဲလင်အကြောင်းပြောတာကြားရကအားလုံးကအဲလင်ဆိုတာကြီးပဲဆိုကသူ့အဖေစီကိုအရေးကြီးပြောစရာရှိလို့ပြေးလာခဲ့တယ်ဆိုဘဲကတော့မိန်းကလေးဆိုတာအဲ့လိုမပြေးရဘူးလို့ပြောတယ်ရော်ဖီလီယာကပြောစရာရှိလို့ပြောတော့ဆိုဘဲကအလုရှုံနေလို့ပြောချင်အမေကိုသွားပြောလို့ဆိုတယ်ရော်ဖီလီယာကလည်းသူ့အမေစီပြေးသွားတယ်ရိုရန်ကဆိုဘဲကိုအဖေတယောက်ကတမီးရဲ့စကားကိုတိတိကျကျနားထောင်ရတယ်လို့ဆုံးမပြီးငါဆိုငါတမီးမကြရင်အစကပြန်နားထောင်ပေးရတာလို့ပြောတယ်ရော်ဖီလီယာကသူ့အမေစီသွားပြီးသူ့အမေကတော့မူးနေကငါနေမကောင်းဘူးထွက်သွားစမ်းလို့ကရေနဲ့ပတ်လိုက်တယ်ဒါပေမဲ့အစေခံအမျိုးသမီးကထိုးရေကိုကာပေးခဲ့တယ်ပြီးတော့ရော်ဖီလီယာဟာရေထဲမှာရှိသမျှအကုန်လုံးကိုသူ့အမေကိုပြောပြလိုက်တယ်သူ့အမေကတော့ဘာလို့အထက်တန်းစားလူတွေကငါတို့ကိုအပိုလူတွေလိုတတ်မှတ်နေတာလဲလို့ပြောတယ်အဲ့ဒီအချိန်အဲလစ်အဖွားဝင်လာကရော်ဖီလီယာကတော့ပြေးထွက်သွားခဲ့တယ်နောက်တော့အဖွားဟာဆိုဘဲနဲ့မိသားစုအကြောင်းဆွေးနွေးကြတယ်နောက်တော့ရော်ဖီလီယာကိုကြောင်းထားမယ်လို့တွေးမိတယ်ဘာလို့လဲဆိုတော့အခြားအထက်တန်းကလေးတွေကိုကြည်ရင်ကို့ဘာသာတွေးတက်လာအောင်ဖြစ်တယ်ဆိုဘဲကအဲလင်ကစကားနားထောင်ပြီးရော်ဖီလီယာကစကားမထောင်ဘူးလို့ဆိုကနှိုင်းရှင်တော့အဖွားကအဲလင်နဲ့ရော်ဖီလီယာကိုမရှင်နဲ့အဲလင်ကအဲလင်ရော်ဖီလီယာလို့ပြောတယ်နောက်တစ်ပိုင်းအဲလင်ဟာအလုတ်သမားတွေကိုဆေးပေးနေပြီးဆိုဘဲနဲ့ရိုရန်ဝင်လာကမျိုးကဆေးကန်းလေးကအစင်ပြေလုံနေပြီလို့ပြောတော့ဆိုဘဲကိုပျော်ပြီးပြေးဖက်တယ်နောက်တော့အဲလင်ဟာဆိုဘဲပကုံးပေါ်မှာထိုင်တော့ရိုရန်ကသူ့ပကုံးပေါ်မှာလည်းထိုင်လို့ရတယ်လို့ပြောတယ်အဲလင်ကတော့ရပါတယ်အဖေကအရက်ပူလေလို့ပြောတော့ရိုရန်ကြက်တီတီသွားခဲ့တယ်အဲ့ဒီအချိန်အိုရီရောက်လာကအဲလင်နဲ့အတူတူအလုပ်လုပ်ချင်တယ်လို့ပြောတယ်အဲလင်ကမရဘူးလို့ပြောတော့အိုရီကအဲလင်အကျင့်ပုတ်လို့ပြောတယ်ရိုရန်ကအကျင့်ပုတ်ကဘာလဲလို့မေးတော့အကျင့်မကောင်းတာကိုပြောတာလို့အဲလင်ကပြန်ပြောပြတယ်ပြီးတော့အဲ့ဒီစကားကိုဘယ်ကတက်လာတာလဲလို့မေးတယ်။အိုရီလည်းသူလည်းလေ့လာနေတာပါလို့ပြန်ပြောတယ်။ပြီးတော့အိုရီကကလေးတစ်ယောက်လို့ပြောနေကရိုရန်ကချော့ခေါ်ကဆိုဘဲကိုနှုတ်ဆက်ပြီးအဲလင်မှာထွက်သွားပါတယ်။ဆိုဘဲကလည်းထိုမြင်ကွင်းကိုမြင်တော့တခုခုကိုနားလည်သွားက episode 8လည်းပြီးဆုံးသွားပါတယ်